ဖာဂူဇန်ရဲ့အိမ်ထိသွားပြီးတကားခောက်အစမ်းသက်ခံမှုတောင်းဆိုခဲ့တဲ့ဒီတက်တီကဲကိုစာရီလက်ဘာလုပ်လိုက်တယ်လဲစာရီလက်ဖာဂူဇန်တော့ထူးချွန်တဲ့အရေးချင်းတွေမကပဲရဲဝံ့နဲ့စိတ်သက်ရှိသူတွေလည်းအမြင်နဲ့သဘောကျလေးရှိပါတယ်မက်စလွန်ဒေးဆိုတဲ့အသက်18နှစ်အရွယ်လူငယ်လေးကမဂလက်ဖီတောင်အသင်းရနေပြီးထွက်ခွာခဲ့ရပြီးနောက်မှာသူ့ရဲ့ဘောလုံးသမားဘဝအတွက်အခွင့်အရေးအသစ်ကိုထူးခြားခြားရှာဖွေခဲ့ပါတယ်သူကိုယ်တိုင်ကစားထားခဲ့တဲ့အကောင်းဆုံးဗီဒီယိုတွေကို DVD အဖြစ်ပြုလုပ်ပြီးတော့ဖာဂူဇန်ရဲ့အိမ်ထိကိုယ်တိုင်တွားရောက်ကအစမ်းချေစွမ်းပြခွင့်တောင်းဆိုဖို့တဆုံးဖြတ်ခဲ့တာပါဒီလိုရဲတင်းလုံးတဲ့လောက်ရက်ကတော့ social media တွေခေတ်မစားခင်အချိန်ကဘောလုံးလောကမှာတကယ်ကိုအံ့ဩစရာကောင်းခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်ဖာဂူဇန်အိမ်ကိုရောက်တဲ့အခါမှာနီးပြရဲ့ဇနီးဖြစ်သူကတကားဖွင့်ပေးခဲ့ပြီးတော့ဒီလူငယ်လေးကိုကူညီဖို့ကြိုးစားခဲ့တာပါဖာဂူဇန်တော့အဲ့ဒီအချိန်မှာအိမ်မှာမရှိဘဲနဲ့ခေါက်တီးသွားတဲ့နေရာအကြောင်းမလို့ကေဒီကဖာဂူဇန်ရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့နောက်နေ့မှာဆက်သွယ်ဖို့ပြောခဲ့ပါတယ်နောက်တနေ့မှာ Ramday ကဖာဂူဇန်စီကိုဖုန်းဆက်တဲ့အခါမှာတော့နီးပြရဲ့သူ့ဖုန်းနံပါတ်ကိုဘယ်လိုရလဲဆိုပြီးတော့အစာပိုင်းမှာဆဲဆိုချိန်မောင်းခဲ့ပါသေးတယ်ဒါပေမဲ့အခြေအနေကိုရှင်းပြပြီးတဲ့နောက်မှာတော့ဖာဂူဇန်စိတ်ပြေသွားပြီးတော့သူ့ရဲ့ဒီဗီဒီယိုလာပေးဖို့အတွက်အိမ်ကိုဖိတ်ခေါ်ခဲ့တာပါဖာဂူဇန်လွန်တဲ့ရဲ့ဒီဗီဒီယိုကြည့်ပြီးတော့3ရက်ကြာမှာတော့ United အသင်းရဲ့နီးပြတယောက်စီကနေအစမ်းချေစွမ်းဖိတ်ခေါ်တဲ့ဖုန်းကိုရရှိခဲ့ပါတယ်ဖာဂူဇန်ကလွန်တဲ့ရဲ့ရဲဝံ့တဲ့စိတ်ဓာတ်နဲ့အလုပ်ပေါ်မှာထားရှိတဲ့စေတနာကိုအတိမတ်ပြုခဲ့တာကြောင့်မလို့ဒီအခွင့်အရေးကိုပေးခဲ့တာဖြစ်ပါတယ်လွန်တဲ့ရဲ့ United မှာ2ပတ်အကြာခြေစွမ်းပြဖို့အတွက်စီစဉ်ထားပေမဲ့သူ့ရဲ့ခြေစွမ်းကောင်းမှုကြောင့်မလို့6ပတ်အထိကြာမြင့်သွားခဲ့တာပါသူကအဲ့ဒီချိန်ကလူငယ်တွေဖြစ်ကြတယ်ပေါ့ပါနဲ့လင်းငတ်တို့လိုကစားမိုင်းနဲ့တူတူအရန်ပွဲစဉ်9ပွဲထိပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်ကံမကောင်းစွာနဲ့အဲ့ဒီချိန်မှာ United ရဲ့ကွင်းလယ်ပိုင်းမှာကစားသမားအင်အားတောင်းတင်းနေရကြောင်းမလို့လုံဒေးအနေနဲ့စာချုပ်ချုပ်ဆိုခွင့်တော့မရရှိခဲ့ပါဘူးဒါပေမဲ့ဖာဂူဇန်ကသူ့ကိုလက်လျှော့မသွားဘဲနဲ့ဒွန်ကက်စတာအသင်းစီမှာအစမ်းချေစွမ်းပြနိုင်မှုအတွက်ထပ်မံကူညီစီစဉ်ပေးခဲ့ပါသေးတယ်ဒွန်ကက်စတာမှာစာချုပ်ချုပ်ဆိုဖို့တဲ့နီးစပ်နေချိန်မှာတော့လွန်ဒေးကခြေချင်းဝတ်ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့အတွက်ကြောင့်မလို့ဘောလုံးသမားဘဝမှာအခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူကအသက်22နှစ်အရွယ်မှာပဲဘောလုံးသမားဘဝကိုအပြီးတိုင်ဆွန့်လွတ်လိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့ရတာပါအခုလက်ရှိမှာတော့လွန်ဒေးက Social Trinity Company မှာ Operation Director အဖြစ်တာဝန်ယူနေပြီးတော့ဘောလုံးလောကနဲ့မကင်းလို့ပဲအောင်မြင်မှုတွေရနေတာပါဖာဂူဇန်နဲ့တွေ့ဆုံခဲ့တဲ့အခိုက်အတန့်ကသူ့ကိုလူတယောက်ရဲ့ရှေ့မှာရဲဝံ့ဝံ့စကားပြောတတ်ဖို့နဲ့အခွင့်အရေးကိုကိုယ်တိုင်ရှာဖွေတတ်ဖို့သင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်လွန်ဒေးရဲ့ပုံမြင်ကနေကျွန်တော်တို့သိယူနိုင်တာကတော့ကိုယ့်ရဲ့အိမ်မက်တွေအတွက်ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲနေပါစေရဲဝံ့ဝံ့ရင်ဆိုင်ဖို့လိုအပ်တယ်ဆိုတာပါအခွင့်အရေးဆိုတာကထိုင်ဆောင်နေုံနဲ့ရောက်မလာပဲကိုယ်တိုင်သွားရောက်တကားခောက်ရမယ်ဆိုတာကိုလွန်ဒေးကလက်တွေ့သက်သေပြသခဲ့တာဖြစ်ပါတယ်